တုတ်တိဒုက္ခယာဣတရိတရေနဣတရိတရေနယသမြသောဥစ္စာပစ္စည်းတို့ဖြင့်ယာတုတ်တိအကျဉ်ရောင်ရဲခြင်းသည်အဋ္ဌိတန်တိရှိပါကုန်၏သာတုတ်တိထိုယသမြဖြင့်ရောင်ရဲတင်တိနိုင်ခြင်းသည်ဒုက္ခချမ်းသာကြောင်းတည်းဘဝမှာမိတ်ဆွေရှိုံမျှနဲ့ချမ်းသာဒုက္ခမပြည့်စုံသေးပါဟုတ်ရလားဘာဆက်ပြီးတော့ရှိဖို့လိုအပ်လဲနံပါတ်1ရှိရမယ့်အရေးအသွေးကရောင်ရဲနိုင်ခြင်းတင်းတိမ်နိုင်ခြင်းကိုရတာနဲ့ကိုဖြစ်နေတဲ့အခြေအနေလေးကိုကျင့်တတ်နိုင်ခြင်းဟုတ်ရလားပိဋကကြီးစကားလေးကိုစစ်စစ်ပေါက်ပေါက်ပြောမယ်ဗျာတလုံးမှအလေးအလွတ်မရှိအောင်နားထောင်ကြရရှိတာနဲ့ရောင်ရဲရမယ်လို့မပြောဘူးရတာနဲ့ရောင်ရဲရမယ်လို့ပြောတယ်ရှိတာနဲ့ရောင်ရဲမယ်ဆိုရင်ဘယ်တိုးတက်ကြီးပွားမှာလဲမြတ်စွာဘုရားတိုးတက်ကြီးပွားမှုကိုဘယ်တော့မှမပိတ်ပင်ဘူးဟုတ်လားလုံလဝရိယကြီးကြီးနဲ့ကြိုးစားရမယ်လို့ပဲတိုက်တွန်းတယ်တချို့သောပြင်းညတဲ့ဗုဒ္ဓဘာသာဝင်တွေဟာကိုယ်အလုံးမလုံးချင်တာပြင်းတာကိုတန်တုတ်တီရောင်ရဲတယ်ဆိုတာနဲ့လွဲမှားပြီးတော့လွယ်မှားမှားဂုံယူနေတာတွေတောင်ရှိဟုတ်ရဲ့လားဒါကြောင့်ဒီတန်တုတ်တီဆိုတဲ့တရားလေးကိုတကယ်တိတိကျကျသဘောပေါက်ဖို့လိုတယ်ဗျရှိတာနဲ့ရောင်ရဲတာမဟုတ်ဘူးရတာနဲ့ရောင်ရဲတာရတာနဲ့ဘာကြောင့်ရောင်ရဲရမှာလဲဆိုတော့ကိုယ်မှာရနေတာတွေဟာကိုယ်နဲ့ထိုက်တန်တာတွေကိုရတာနော်ကိုယ်နဲ့ထိုက်တန်တာကိုရတာဗျဘာနဲ့ထိုက်တန်တာလဲဆိုတော့ကိုယ့်ရဲ့ကံကိုယ့်ရဲ့ဉာဏ်ကိုယ့်ရဲ့ဝရိယနဲ့ထိုက်တန်တာကိုရထားတာတရားနဲ့တန်လို့တရားပဲရတာအဲ့ဒါတသိမ့်မရခြင်းနဲ့လေအဲ့ဒါကျန်တာတွေအတွက်အဲ့ဒါအတိလောဘဖြစ်တယ်ဟုတ်ရလားကိုကတရားတန်ကံရှိတယ်တရားတန်ဉာဏ်ရှိတယ်တရားတန်ဝရိယရှိတယ်ဆိုရင်တရားရမှာပေါ့တရားဓမ္မအရင်အနည်းအကြောင်းတရားစိုက်ထုတ်ခြင်းပြီးတော့1000ရခြင်းနဲ့ဆိုရင်ပိဋကကြီးပါတယ်900လောက်အဲ့ဒါလောဘဖြစ်နေပြီဟုတ်ရလားဒါကြောင့်1000တန်ရခြင်းနဲ့ဆိုရင်1000တန်အရင်အနည်းစိုက်ထုတ်လေ1000တန်နဲ့တန်တဲ့ကံဖြစ်အောင်လုပ်1000တန်နဲ့တန်တဲ့ဉာဏ်ရှိအောင်လုပ်1000တန်နဲ့တန်တဲ့ဝရိယရှိအောင်လုပ်ဟုတ်လားဒါကြောင့်ကိုရတာနဲ့ကျင့်တတ်တယ်ဆိုတာအင်မတန်ကျယ်ဝန်းတဲ့အဓိပ္ပာယ်ကဟုတ်ရလားအဲ့ဒီတော့ကိုကဒီလောက်တန်လို့ဒီလောက်ရတယ်ဟိုလောက်ကြီးရခြင်းနဲ့ဆိုတော့ကိုရမှာတဲ့လားမရပါဘူးဗျကိုနဲ့တန်တာပဲကိုရမှာကိုအကြောင်းရှိတဲ့လောက်ပဲကိုရမှာအကြောင်းဆိုတာကအတိတ်အကြောင်းရှိတယ်ပြစ္ဆုတ်ပံအကြောင်းရှိတယ်ဟုတ်ရလားအတိတ်အကြောင်းတစ်ခုတည်းကအကြောင်းလို့မယူဆနဲ့နော်တချို့လူတွေကပြစ္ဆုတ်ပံမှာစီးပွားရေးသိပ်ပြီးတော့မပြေလည်ဘူးဆိုရင်တို့ကအတိတ်ကံကိုကညံ့တာကိုသိကြတယ်အဲ့ဒီလူပြစ္ဆုတ်ပံကံမှာညံ့တယ်ဆိုတာမြတ်စွာဘုရားကပစ္စည်းဥစ္စာပေါ်ဖို့ဆိုတဲ့နေရာမှာလေအာလဝကတုတ်တံကိုလေ့လာကြည့်စေခြင်းတယ်နော်အဲ့ဒီမှာမြတ်စွာဘုရားပစ္စည်းဥစ္စာပြည့်စုံခြင်းလို့ရှိရင်ကိုလှုပ်တဲ့အလုပ်ကိုကျွမ်းကျင်ရမယ်ကိုလှုပ်တဲ့အလုပ်ကိုတာဝန်ကြီးတည့်ရလို့သဘောထားရမယ်ကိုလှုပ်တဲ့အလုပ်ကိုတကယ်လုံးလစိုက်ပြီးတော့လုပ်ရမယ်အဲ့ဒါဆိုရင်သေချာပေါက်ကြီးပွားတယ်လို့ဟောတယ်နော်တခါကြီးမိုင်းများအတိတ်ကမလိုဘူးလို့ဆိုလိုတာမဟုတ်ဘူးနော်ပစ္စည်းဥစ္စာရှာဖွေတဲ့နေရာမှာပြစ္ဆုတ်ပံလေလာမယ်လိုက်စားမယ်အဲ့ဒါနဲ့အညီကျင့်သုံးမယ်ဆိုရင်ပေါ်ကိုပေါ်နိုင်တယ်ဒါမြတ်စွာဘုရားဟောတာပါနော်အရာရာအတိတ်ကံကြီးတွေပဲလို့ယူဆမယ်ဆိုရင်ပုဗ္ဗေကတဟေတုဒိဋ္ဌိဖြစ်တယ်လို့ဟောဒီပိဋကကြီးကြားဖို့လောက်ပါတယ်ဒီလောက်ညံ့မယ်မထင်ပါဘူးအဲ့ဒါဒိဋ္ဌိတောင်ဖြစ်တယ်နော်အေးဒါကြောင့်ကိုရတာနဲ့ကျင့်တတ်တယ်ဆိုတာရတာနဲ့ကျင့်တတ်ရမယ်ရတာနဲ့မကျင့်တတ်တော့ရောအပူတွေကရလာမှာတဲ့လားမရပါဘူးမောတာပဲရှိအဲ့တော့ကိုရခြင်းတလောက်ရသလားကိုရတာနဲ့တန်တလောက်ပဲတနည်းအားဖြင့်အကြောင်းရှိသလောက်ပဲရမှာလားအကြောင်းရှိသလောက်ပဲရမှာဗျာဟုတ်လားအေးရခြင်းတာတော့အများကြီးပေါ့ဗျာဟုတ်လားရခြင်းတာတော့အများကြီးပေါ့သို့တော့နည်းနည်းတန်ရင်နည်းနည်းပဲရဟုတ်လားအဲ့ဒီမှာရတာနဲ့ကျင့်တတ်ရဒီတော့ဒကာကြီးဒီမကြီးတို့ဦးဇင်းတို့တွေတတ္တဝါတွေဟာများသောအားဖြင့်တန်တုဋ္ဌိရဲ့အရာကိုမခံစားကြရတာကများတယ်မရောင်ရဲနိုင်မှုမတင်းတိမ်နိုင်မှုလောဘတွေကရှိကိုရှမ်းရှမ်းတက်ဒီလိုဖြစ်နေတာကိုယ်မှရှိနေတဲ့အခြေအနေကိုတခါလေကောင်းတာလေးတွေရှိတာတော့ကောင်းတာရှိတယ်လို့အတိအမှတ်မပြုမိဘူးဟုတ်ရဲ့လားဆိုကြပါစို့ဒီကျင့်တတ်မှုဆိုတာလေးနဲ့ပတ်သက်ပြီးတော့ဦးဇင်းကအင်မတန်ပြောခြင်းဒကာဒကမတို့ဦးဇင်းတို့အခုဝါယုံတော့စားရတယ်မဟုတ်လားစားရတယ်
လှယုံတော့ဝင့်ရတယ်မဟုတ်လားမိုးလုံလေလုံရောနေရတယ်မဟုတ်လားကျမ်းမာရေးကောကောင်းလားအော်ဟဲ့ညီးညူနေရတော့အခြေအနေမဆိုးဘူးမဟုတ်လားဒါနပြုကျင်တယ်ဆိုရင်ကိုယ်နဲ့တန်တာလေးပြုခွင့်ရှိတယ်သီလဆောက်တည်ကျင်တယ်ဆိုရင်ပစ္စည်းတောင်မလိုဘူးဆောက်တည်လို့ရတယ်အသိဉာဏ်လေးမေတ္တာတွေဖြစ်အောင်လုပ်မယ်ဆိုရင်လုပ်ခွင့်ရှိကောင်းလိုက်တဲ့အခြေအနေဟင်စားနေရတယ်ဝတ်နေရတယ်ဗျာဝိုးလုံးလေးလုံးနေရတယ်ဗျာကျမ်းမာရေးကောင်းတယ်ဗျာမသေးသေးဘူးဗျာအခုအသက်ရှင်နေတယ်ကောင်းတာမှန်တယ်ဗျာကိုယ်တာလုပ်ချင်တယ်ဆိုရင်အကုန်လုပ်လို့ရတယ်ဗျာမကောင်းဘူးလားကောင်းတယ်နော်အဲ့ဒီကောင်းတာတွေကိုမေးပြီးတော့တခါတလေမောပြီးတော့မကြည်မနှက်နဲ့ရချင်နေတာကိုတန်တုဋ္ဌိကရှိမှမရှိပဲကိုဟုတ်လားအဲ့တော့ဘယ်နှခါလောက်ငါစဉ်းစားဘူးလေကိုပြန်စဉ်းစားကြည့်စမ်းပါငါကျမ်းမာရေးကောင်းလိုက်တာပျော်လိုက်တာလို့ဘယ်နှခါစဉ်းစားဘူးလေစဉ်းစားဘူးတယ်ဆိုရင်တော်တာပေါ့ဗျများသောအားဖြင့်ကျမ်းမာရေးကောင်းတာဟာလေးကိုဘယ်အချိန်ကြမှာတန်ဖိုးထားလဲဆိုရင်ဆေးရုံဆေးကန်းရောက်မှတန်ဖိုးထားတာဟင်ဒီကမာကြီးတွေအဲ့ဒါဟုတ်လားအဲ့ဒီအချိန်ကျတော့တိတ်ကျမ်းမာခြင်းပြီတစ်ချိန်လုံးကကျမ်းမာခဲ့တာလေးကိုတော်တော်လွမ်းတယ်အခုကျမ်းမာနေပါတယ်ဒါလေးကိုတန်ဖိုးထားပြီးတော့ပျော်လိုက်စမ်းပါဟုတ်လားကဲအခုမသေးသေးပါဘူးကောင်းတာတွေအကုန်လုံးလုပ်ခွင့်ရှိတယ်ရှင်သန်နေတယ်စိတ်ဓာတ်ခွန်အားတွေကိုကာယခွန်အားတွေကိုပြည့်စုံလို့ဉာဏ်နဲ့လည်းပြည့်စုံလို့ကောင်းကျင်တပဆိုလို့ရှိရင်မိုးထီအောင်ကောင်းလို့ရတယ်ဟင်အဲ့ဒီလိုကောင်းနိုင်ခွင့်ရှိတဲ့ဒီရှင်သန်ခြင်းငါအသက်ရှင်နေတာပျော်လိုက်တာပိဋကရေစဉ်းစားတဲ့နယ်လို့ထင်တယ်ဗျာကျုပ်ကတော့အသက်ရှင်နေတာငါအခုရှင်နေတာနော်ပျော်တရားကောင်းတယ်မကျေနပ်တဲ့မို့လားဒါပေမဲ့လူတွေဟာအဲ့ဒီလိုကျေနပ်မှုကိုဘယ်ချိန်ကြမှယူမှလဲလို့မေးရင်သေကာနီးကြမှယူမယ်ထင်တာပဲသေရတော့မယ်ထင်တော့မှတဏှာကြီးလောက်ပဲပူနေရတရက်လောက်ပဲနေရဆွဲဆန့်ကျင်တယ်ဗျာအဲ့ဒါလေးတွေကိုပြန်တွေးပြီးတော့ကျေနပ်ရမယ်ရှေ့ကိုတိုးတက်အောင်မလုပ်ရဘူးလို့ဆိုလိုတာမဟုတ်ဘူးနော်အေးတိုးတက်တယ်ဆိုတာကလည်းတိုးတက်ခြင်းယုံမြနဲ့တိုးတက်တာမဟုတ်ဘူးတိုးတက်เสียအကြောင်းတွေပြည့်စုံအောင်ဖန်တီးနိုင်မှတိုးတက်တာဟုတ်ရလားအဲ့တော့တိုးတက်ခြင်းတယ်ဆိုရင်လည်းအများကြီးကြိုးစားနော်အများကြီးကြိုးစားကံဉာဏ်တွေဝရိယတွေကောင်းအောင်ကြိုးစားရင်မတိုးတက်ပေဘူးလားတိုးတက်မယ်အဲ့ဒီလိုကြိုးစားရင်းနဲ့ပဲကိုဖြစ်နေတဲ့အခြေအနေလေးကိုရနေတာလေးနဲ့ကျင့်တဲ့စိတ်နှစ်သက်နိုင်တဲ့စိတ်ကိုလည်းပဲတပြိုင်နက်တည်းမွေးမြူဖို့မလိုဘူးလားလိုတယ်ဗျဟုတ်လားတခါကြီးမိုက်မြဖန်ခွက်ထဲမှာရေတဝက်ရှိတယ်တဲ့တချို့သောပုဂ္ဂိုလ်တွေကကြည့်လိုက်တော့ဟာဖန်ခွက်ကရေတဝက်ရော့နေတယ်ကွာလို့မြင်နေတဲ့တချို့သောပုဂ္ဂိုလ်တွေကကြည့်လိုက်တော့ဟာဖန်ခွက်ကရေတဝက်ကြီးတောင်ပြည့်နေတယ်လို့မြင်နေတဲ့တူနိုင်မလားချမ်းသာခြင်းမတူနိုင်ဘူးဟိုလူကရော့နေတာမြင်တာဟိုလူကပြည့်နေတာကိုမြင်တာဒကာဒကမတွေဘာတွေကိုမြင်နေလဲပြည့်နေတာကိုမြင်နေတော်တာပေါ့နော်အဲ့လိုဆိုရင်တော့ဦးစိန်ကတော့သိမယုံပါဘူးရော့နေတာတွေမြင်တယ်ပဲထင်နေတာဒါကြောင့်အမြဲတမ်းလိုနေတယ်ဟင်အလိုဆန္ဒတွေကအမြဲတမ်းရှိနေတယ်အလိုဆန္ဒတွေအမြဲတမ်းရှိနေတဲ့အတွက်ကြောင့်စိတ်ကလည်းအမြဲတမ်းမောနေတယ်ကိုယ်မှရှိတဲ့အစဉ်ပြေမှုလေးတွေကိုခောက်ထားပြီးတော့ကိုယ်မှမရှိတဲ့အစဉ်ပြေမှုတွေကိုတန်းတက်ပြီးတော့အချိန်တိုင်းမောနေတယ်အဲ့ဒါလို့ထင်တာဟုတ်လားမသိဘူးဦးစင်းကတော့အဲ့လိုဖြစ်နေတာပဲကဲဒကာကြီးဒီမိုင်းများကဦးစင်းတို့တဲ့သားတယ်ဆိုရင်တော့လည်းမပြောလို့တော့ပါဘူးဟင်ဒကာကြီးဒီမိုင်းများဟုတ်လားဒါကြောင့်ဘဝမှာဒုတိယမြောက်ချမ်းသာကိုရကျင်တယ်ဆိုလို့ရှိရင်ဘာရှိဖို့လိုအပ်လဲရောင်ရဲတင်းနေနိုင်ခြင်းတနည်းအားဖြင့်ကိုယ်ရတာလေးနဲ့ကိုယ်အခြေအနေလေးကိုကိုယ်ကျင့်တတ်နိုင်ခြင်းဆိုတာရှိဖို့လိုတယ်လူငယ်တွေအတွက်ပုံမြင်လေးတစ်ပုဒ်ပြောပြမယ်တချို့လည်းကြားဘူးကောင်းကြားဘူးလိမ့်မယ်မကြားဘူးသေးတဲ့ပုံကိုယ်တွေမှတ်သားရအင်မတန်ကောင်းတယ်ကြားဘူးပြီးသားပုံကိုယ်တွေလည်းပဲဒါလေးကိုပြန်ပြီးတော့နှလုံးသွင်းစရာကောင်းတယ်တခါတော့ကမြင်းကုံတွေခရီးသွားကြတယ်ညရောက်တော့တောအုပ်တစ်ခုကိုဖြတ်တယ်ဖြတ်တော့ချောင်းလိုဟာလေးတစ်ခုကိုဖြတ်တော့ဟိုးအမှောင်ထဲကနေပြီးတော့လှမ်းပြီးတော့အမိန်ပေးတယ်ဟေးအားလုံးရက်ဘာနဲ့များလှမ်းပြစ်လိုက်မလဲမသိဘူးဆိုတော့ကြောက်တော့အကုန်လုံးရက်ရတယ်မြင်းမောကအကုန်လုံးဆင်းရတယ်မင်းတို့ခြေတော်အောက်မှာနင်းမိနေတဲ့အဲ့ဒီကြောက်ခဲတွေကိုမင်းတို့မှာပါတဲ့အိတ်အပိုတွေကိုထည့်ဟာဒုက္ခပဲကုံနေတင်ထားလို့မြင်းလေးတဲ့ကြားတယ်ဒါပေမဲ့ကြောက်တော့အဲ့ဒီကြောက်ခဲတွေကိုအိတ်တွေထဲထည့်ပြီးပြီဆိုလို့ရှိရင်အိတ်တွေကိုစီးပြီးတော့မြင်းမော်မြန်ဒီနားကထွက်သွားကြမမြင်ညင်ဘူးဟာကြောက်တယ်ကြောက်လွန်းတော့သူခိုင်းတဲ့အတိုင်းလုပ်တယ်အဲ့ဒီကြောက်ခဲအိတ်တွေမြင်းမော်တင်ပြီးတော့ခရီးထွက်တယ်ရန်သူတွေနဲ့ဝေးအောင်ဆိုပြီးတော့မြင်းကိုမြန်စီး
အာယုံလေးလာပြီရောင်လေးလာပြီအလင်းရောင်လေးပြိုးလာပြီဆိုတော့ကဲရန်သူနဲ့လည်းဝေးခဲ့ပြီအာယုံကျင်းလို့အလင်းလည်းရောက်ပြီမြင်းနေလည်းမောလာပြီဆိုပြီးတော့နားပြီးတော့ကိုင်းမြင်းတွေကိုလေးစေတဲ့ဒီကြောက်ခဲတွေကိုသွန်းပြီးတော့ပြစ်ကြစို့ဆိုပြီးတော့ကြောက်ခဲအိတ်ချပြီးတော့အဲ့ဒီအိတ်တွေကိုဖြေပြီးတော့ကြောက်ခဲတွေသွန်းမယ်ဆိုပြီးတော့အိတ်တွေကိုဖြေလိုက်တော့ကြောက်ခဲတွေမဟုတ်ဘဲနဲ့ကြောက်တံပရမများတွေဖြစ်နေတယ်တဲ့ပုံမြင်ဆိုတော့ဖြစ်နိုင်တာပေါ့နော်အဲ့ဒီကြောက်တံပရမများတွေဖြစ်နေပေမဲ့လို့အဲ့ဒီကုံတွေဟာတယောက်မှမပျော်ပါဘူးတဲ့ဘာဖြစ်လို့မပျော်တာလဲဆိုတော့ဒီလိုမှန်းသိရင်ကြံတဲ့အိတ်တွေပါအပြည့်ထဲခဲ့ပါတယ်လို့စဉ်းစားနေလို့မပျော်တာတဲ့ဟုတ်လားတရားယူမိုင်းများတကယ်ဆိုရင်ကြောက်တံပရမများလင်းငယ်ကဲလောက်ရတယ်ဆိုရင်ဘဝအတွက်စီးပွားရေးအတွက်ကတော့စစ်စစ်ဆက်ဆက်သုံးမယ်ဆိုရင်လုံလောက်ပါပြီဗျာဟုတ်လားဒါပေမဲ့လို့အိတ်ကြီးနဲ့ထည့်လာတာတော့သူတို့ပျော်တဲ့လားမပျော်ဘူးဒီလိုအဖို့တံမှန်သိရင်ကြံတဲ့အိတ်တွေကိုဒီအိတ်လည်းအပြည့်ကြံတဲ့အိတ်တွေပါအပြည့်ဒီပြင်ကုံတွေပါသွန်းပြီးတော့ကြောက်တံပရမများတွေထည့်ခဲ့ပါတယ်လို့စဉ်းစားတော့ပျော်သေးလားမပျော်တော့ဘူးလူလောကလည်းပဲအဲ့ဒီကုံတွေလိုပါပဲဟုတ်လားမရသေးတာတွေကိုလှမ်းပြီးတော့တန်းတရင်းနဲ့ရနေတဲ့စီးရင်ကိုမေ့ပြောင်းပြီးတော့ဟုတ်လားတန်တုတ်ထီရဲ့ယတ္တကိုမခံစားရဘဲနဲ့အသက်ကြီးသွားကြတာတန်တုတ်ထီအင်မတန်အရေးကြီးပါတယ်ရှင်နုရုဒ္ဓစဉ်းစားတဲ့အတွေးတွေရှိတယ်ဗျမြတ်စွာဘုရားရဲ့တရားတော်ဆိုတာတဲ့တင်းတိမ်ရောင်ရင်တဲ့သူနဲ့သာထိုက်တန်တာတင်းတိမ်ရောင်ရဲမှုမရှိဘဲနဲ့ဘာဖြစ်ဖြစ်ရကျင်နေတဲ့လူနဲ့မထိုက်တန်ဘူးတဲ့ဟုတ်ရဲ့လားဘာကြောင့်လဲဆိုတော့ဘာဖြစ်ဖြစ်ရကျင်နေတယ်ဆိုရင်အဲ့ဓာတွေကိုရအောင်လုပ်ရင်းနဲ့ပဲအဖို့တန်တဲ့အချိန်တွေခွန်အားတွေကကုန်သွားမှာဒီတန်ဖိုးကြီးတဲ့တရားကိုရှာဖို့အချိန်ရှိတော့မှာမဟုတ်တော့ဟုတ်ရဲ့လားဒါကြောင့်ဘဝမှာညီမျှနေသွားတတ်ဖို့အင်မတန်အရေးကြီးတယ်ရှိပါဥစ္စာလည်းအရေးကြီးပါတယ်အရေးမကြီးဘူးလို့မဆိုလိုဘူးသို့တော့ဒီဘက်ကတရားနဲ့ငြိမ်းငြိမ်းချမ်းချမ်းလေးအေးအေးဆေးဆေးလေးနေသွားဖို့လည်းပဲအရေးကြီးပါသေးတယ်ပို့ပြီးတော့တောင်းအရေးကြီးပါသေးတယ်ဟုတ်လားဒါကြောင့်တရားရဲ့ယတ္တကိုခံစားခြင်းနဲ့ဆိုရင်တန်တုတ်ထီဆိုတဲ့အရင်အနှီးမရှိလို့ကတော့ဖြစ်ကိုမဖြစ်ဘူးလို့နားလည်ရမယ်ဟုတ်လားဒါကြောင့်ဘဝမှာဒုတိယမြောက်ချမ်းသာကိုရခြင်းနဲ့ဆိုရင်ရတာနဲ့ကျင့်တတ်ဖို့ကိုယ်ဖြစ်နေတဲ့အခြေအနေလေးနဲ့နှစ်သက်နိုင်ဖို့အရေးမကြီးဘူးလားအရေးကြီးတယ်ကဲဦးဇင်းတို့တတိယချမ်းသာကိုသွားကြအောင်စို့အဓမ္မိဇာတမိဒုက္ခတာယတုဋ္ဌိဒုက္ခယာဣတရိတရေနပုံယံဒုက္ခဇီဝိတာသင်္ခယံပိဇီဝိတာသင်္ခယံပိအသက်ကုန်ငါနိခါကာလမှာပုံယံကုသိုလ်ကောင်းမှုသည်ဒုက္ခချမ်းသာတယ်ကွယ်လွန်ငါနိဆိုတဲ့အချိန်ဟာလူသားတိုင်းမဖြစ်မနေဖြတ်သန်းရမယ့်အချိန်ပဲမဟုတ်လားဘယ်အချိန်ကြမှာဖြတ်သန်းရမယ်လို့အချိန်ကန့်သက်ချက်တိတိကျကျကိုရှိနိုင်မလားမရှိနိုင်ဘူးဗျအင်မတန်အရေးကြီးတယ်ဗျကွယ်လွန်ငါနိဆိုတဲ့အချိန်ဟာဒီမှာမြတ်စွာဘုရားကမဖြစ်မနေဖြတ်သန်းရမယ်အဲ့ဒီအချိန်မဖြစ်မနေရင်ဆိုင်ရမယ်အဲ့ဒီအခက်အခဲပြေလည်သွားစေဖို့အဲ့ဒီအချိန်မှာတကယ်ချမ်းသာဖို့ဆိုရင်အဲ့ဒီအချိန်ကိုမရောက်သေးခင်အခုနေနေတဲ့အချိန်ကလေးမှာကုသိုလ်ကောင်းမှုကိုများများလုပ်ထားပါတဲ့ဟုတ်လားကုသိုလ်ကောင်း